ကိုဖြိုးဟာကောင်မလေးတွေကိုတလတ်တယောက်ထဲလဲတွဲနေခဲ့တယ်။ဒါပေမဲ့သူတယောက်နဲ့လမ်းခွဲတိုင်းလမ်းခွဲကြီးများစွာပေးလေရှိပါတယ်။အဲ့ဒီအချိန်မှာဇင်မာရဲ့မိခင်ကအလွန်နေမကောင်းဖြစ်နေပြီးအရေးပေါ်ခွဲစိတ်ဖို့ဒေါ်လာ3 သန်းလိုအပ်နေခဲ့တယ်။ဒါကြောင့်သူမဟာသူ့ရဲ့ချစ်သူဖြစ်ဖို့ဆုံးဖြတ်လိုက်တယ်။သူနဲ့လမ်းခွဲလိုက်ရင်နစ်နာကြီးအများကြီးရပြီးသူမိခင်အသက်ရှင်နိုင်မယ်လို့ယုံကြည်နေခဲ့တယ်။ဒီလိုနဲ့ကိုဖြိုးရဲ့ချစ်သူဖြစ်သွားပြီး3 နှစ်ကြာခဲ့တော့လဲသူလမ်းမခွဲခဲ့ပါဘူး။အကြောင်းကတော့သူမကနာခံတတ်ပြီးနားလည်ပေးတတ်တဲ့ချစ်သူတယောက်ဖြစ်နေခဲ့လို့ပါ။ဒါပေမဲ့သူမအမေရဲ့အခြေအနေကပိုမိုဆိုးရွားလာခဲ့တယ်။သူနဲ့အမြန်ဆုံးလမ်းခွဲဖို့နီးလက်တစ်ခုရှာရတော့မယ်လမ်းခွဲမှသာငွေရနိုင်မယ်ဆိုပြီးတွေးနေခဲ့တယ်။တနေ့မှာကိုဖြိုးဟာကုမ္ပဏီမှာညနေအထိအစည်းအဝေးလုပ်နေတယ်လို့ကြားလိုက်တယ်။သူ့လက်ထောက်ကတားမြစ်နေတော့လဲသူမအမြန်သွားပြီးအစည်းအဝေးခန်းမထဲကိုဝင်သွားခဲ့တယ်။ထို့နောက်ညနေအထိအလုပ်လုပ်လျင်သူ့ကျန်းမာရေးပျက်စီးစေတယ်လို့အော်ပြောခဲ့တယ်။လူတိုင်းကသူစိတ်ဆိုးမယ်လို့ထင်ခဲ့ကြပေမဲ့သူကအစည်းအဝေးကိုအဆုံးသတ်လိုက်တယ်။ထိုအခါသူမကသူ့ပေါင်ပေါ်မှာထိုင်လိုက်ပြီးအိမ်ကယူလာတဲ့ဟင်းချိုကိုတိုက်လိုက်တယ်။ဒါပေမဲ့သူကလုံးဝစိတ်မဆိုးခဲ့ဘူး။သူမတူနောက်ကျောလေဘက်ကိုဖမ်းဆွဲပြီးအိမ်ကိုလိုက်ရမယ်လို့ပြောလိုက်တယ်။မမျှော်လင့်ပဲသူကသူမကိုထမ်းပြီးအိမ်ကိုယူသွားခဲ့တယ်။ဒီတခါတော့လမ်းခွဲမယ်ထင်ခဲ့ပေမဲ့အိမ်အကူမိန်းမကသူဟာဖခင်ရဲ့ဗီလာအိမ်ကိုသွားတယ်လို့ပြောခဲ့တယ်။ဒါကြောင့်သူမအလှဆင်ပြီးသူမကြိုက်တဲ့အနီရောင်ဝတ်စုံကိုဝတ်လိုက်တယ်။သူ့မိသားစုရှိမှငွေလိုချင်တဲ့မိန်းမလိုတရုပ်ဆောင်ပြီးသူကိုအဆက်ခွဲဖို့စီစဉ်ထားတယ်။ဒါဆိုရင်သူလမ်းခွဲမယ်လို့ထင်ခဲ့တယ်။တစ်ဖက်မှာတော့သူ့ဖခင်ကသူ့ကိုမရပါသားအတွက်သူ့ပိုင်ဆိုင်မှုအလုံးကိုလက်လွတ်ပေးဖို့တောင်းဆိုခဲ့တယ်။သူကအယမ်းစိတ်ဆိုးသွားပြီးမိခင်နဲ့သူ့ကိုစွန့်ပစ်ခဲ့တဲ့ဖခင်လုပ်ရက်ကိုတတိယပြီးညှင်းပယ်ခဲ့တယ်။အခြေအနေကလေးမှသွားခဲ့တယ်။အဲ့ဒီအချိန်မှာသူမဝင်လာခဲ့တယ်။သူ့ဖခင်ကဘသူလဲလို့မေးတော့သူ့ရဲ့သတို့သမီးဖြစ်တဲ့အိမ်ကြီးတစ်လုံးဝယ်ပေးမယ်လို့ကတိပေးထားတယ်လို့ရည်ရွယ်ချက်ရှိပြောလိုက်တယ်။မမျှော်လင့်ပဲသူကသူ့စကားကိုထောက်ခံခဲ့တယ်။သူမလုံးဝအံ့အားသင့်သွားခဲ့တယ်။သူမပြဿနာလုပ်ဖို့လာခဲ့ပေမဲ့သူကပူပေါင်းပြီးမိသားစုအမြင်မှာသူမကိုပုံမုံအောင်လုပ်နေတယ်လို့ဖြစ်နေတယ်။သူမစားပွဲကိုလှန်ပြီးသူ့ကိုဆွဲထုတ်ခေါ်သွားခဲ့တယ်။ဒါပေမဲ့သူမမသိခဲ့တာကသူ့ရဲ့ဒီလိုလုပ်ရက်ကြောင့်ကိုဖြိုးကပုံမသဘောကျသွားခဲ့တယ်။တနေ့မှာဆရာဝန်ကသူမအမေကို3 ရက်အတွင်းခွဲစိတ်ရမယ်လို့ပြောပြီးငွေကိုချက်ချင်းပြင်ဆင်ထားဖို့ဆိုခဲ့တယ်။အချိန်မကျန်တော့ဘူးဆိုတာသူမသိခဲ့တယ်။အိမ်ပြန်ရောက်တော့အိမ်ကူမကဒီနေ့ဟာသူ့မွေးနေ့ဖြစ်တယ်လို့ပြောခဲ့တယ်။ဒါပေမဲ့သူ့အရင်ချစ်သူတွေကသူ့ကိုကိတ်မုံဝယ်လာပေးရင်အဲ့ဒီနေ့တင်လမ်းခွဲခံခဲ့ရတယ်လို့တတိပေးခဲ့တယ်။ဒါဟာကအခွင့်အရေးကောင်းလို့သူမချက်ချင်းသိလိုက်တယ်။သူအိမ်ပြန်လာပြီးကိတ်မုံကိုမြင်တဲ့အခါစိတ်ဆိုးတယ်လို့မြင်ရပေမဲ့သူ့မျက်စိကိုဖုံးပြီးဆူတောင်းခိုင်းလိုက်တယ်။မျက်စိဖွင့်ပြီးနောက်သူဘာဆူတောင်းခဲ့လဲလို့မေးလိုက်တော့မမျှော်လင့်ပဲသူကငါတို့လက်ထက်ကြရအောင်လို့ပြောလိုက်ပါတယ်။